Is it okay? Yes, sure. ကြည့်ရှင်တဲ့ဘာရှိလဲဗာစားစရာရှိလဲဆိုရင်တော့ she was like so I don't know kind of weird အားလုံးပဲမင်္ဂလာပါကျွန်တော်အခုရောက်နေရတော့ Bang Bang Oriental Food Hall London ရဲ့ Collinday နေရာမှာဖြစ်တဲ့အစားတောက်ဆိုင် Food Hall London ရဲ့ largest food hall လည်းဖြစ်တယ်အဲ့ဒီနေရာကိုရောက်နေရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ like ကြည့်မယ်အဓိကမေကုန်းဖြေမှာကတော့ဘာတွေရှိလဲစားစရာဘာတွေရှိလဲဆိုတာပြီးတော့စားစရာတွေကဘယ်လောက်လဲတန်အောင်တန်ရင်လားပြီးတော့ Asian ဆိုင်တွေဘယ်လောက်กว่าလဲဆိုတော့ဒီနေ့ပြမယ် vlog လေးလည်းဖြစ်တယ် video လေးလည်းဖြစ်တဲ့အတွက်အားလုံးပဲကျွန်တော်တို့ like ခဲ့ကြပါလို့ပြောရင်းနဲ့တွားကြည့်ကြမယ် let's goဝယ်ကျွန်တော်အခုဆိုရင်ရောက်ပြီပေါ့Bang Bang Oriental Food Hall ပါparking ကနေပြီးတော့ထိုးပြီးတော့ parking က3နာရီလားမသိဘူးရတယ် next stay ပေါ့လေ free လားမ free လားဆိုတော့အရှိရမှာဆက်ကြည့်လိုက်အောင်ခဏနေအောင် free တင်တယ် free လို့ပြောတယ်3နာရီပေါ့ Food Hall ကတော့အပေါ်မှာပဲဖြစ်ပါတယ်အရှိကိုပြမယ်နော်ဒီကတော့ Food Hall ပါဆိုရင်ဆိုင်တွေကတော့ဒီမှာဆိုင်ပေါင်း24ဆိုင်ရှိတယ်24ဆိုင်ကအများကြီးတော့မဟုတ်ဘူးကျွန်တော်တို့ Asian နဲ့ရှင်လိုက်လို့ရှင်ပေါ့လေAsia ရှိတဲ့ Thai မှာရှိတဲ့ food hall တွေပါ national လို့ရှိရင်အများကြီးတော့မရှိဘူးဒါပေမဲ့ဒါ largest community လို့လည်းပြောလို့ရတယ် largest food hall လို့လည်းဘာလို့ပြောလို့ရလဲဆိုတော့ဆိုင်တွေကမျိုးစုံရှိတယ် Chinese Japanese Taiwanese Indian anything Asian Vietnamese အစုံရှိရပါလေဒီဟာဆိုလို့ရှိရင် Malaysian cuisine ရောင်းတဲ့ဆိုင်ဖြစ်တယ်သူ portion တွေကလည်းကြီးရကျွန်တော်လည်းပတ်ကြည့်ပြီးသွားပြီဒါပေမဲ့ဟိုဟာဒီပါဆိုလို့ရှိရင်လည်းပြမယ်ဒါ Malaysian ဆိုင်ပေါ့ Malaysia ဆို nasi lemak အဲ့လိုတွေလည်းရောင်းတယ်ပေါ့လေ Okay အဲ့တော့နောက်တစ်ဆိုင်ကြည့်မယ်နောက်တစ်ဆိုင်ကလည်းဒီဟာဆိုရင်
ramen ဆိုင် it's Singaporean / Japanese ပုံစံမျိုးလေးရောင်းတယ် ramen လေးရောင်းတယ်အစုံပဲပေါ့လေ portion တွေကြည့်လိုက်အောင် portion ချက်ပြလိုက်ပါတော်တော်လေးကြီးတယ်ပေါ့ပြီးတော့ဒီမှာဈေးလည်းရေးထားတယ်တစ်ခုကိုဘယ်လောက်လဲဆိုတာကျွန်တော်ပေါင်ကနေပြီးတော့မြန်မာငွေပေါက်ဈေးနဲ့ပြန်တွက်ပြီးတော့အောက်မှာချရပေးမယ်တပေါင်ဘယ်လောက်ပေါ့လေဒီပေါင်9800နဲ့ပဲတွက်အောင်မယ်ဆိုလို့ရှိရင်ဒီဟာလေးတွေကဒီလောက်ကျပါတယ်ဥပမာဆိုရင်ဒီမှာကြည့်ကျွန်တော်ခုနကဒီကစားမလို့ crispy chili chicken စားမလို့15ပေါင်80ပေါ့15ပေါင်80စားမလို့ဟိုဟာ15ပေါင်80ဆိုရင်ဒီလောက်ကျပါတယ် screen ပေါ်မှာတွေ့ရတဲ့အတိုင်းပဲပေါ့ကဲအားလုံးဆက်ကြည့်မယ်ဘာရရှိသေးလဲဆိုတာလေးပြီးတော့ဒီ food hall ကဘယ်လောက်ကျယ်လဲဆိုတော့လူအယောက်450 seating plan set နဲ့အဲ့ဒါတစ်ချက်ကြည့်ပဲဒီဘက်မှာအကုန်လုံးထိုင်နေတဲ့နေရာမှာလည်းကြည့်လို့ရတယ်စားတော့တွေကလည်းမျိုးစုံရှိတယ်ခဏပြောကျွန်တော်ကြည်ရင်းနဲ့အောင်ဘိုက်စာလာပြီပေါ့လေဒီမှာဆိုလို့ရှိရင် portion ကိုကြည့်လိုက် portion တစ်ခုကတော်တော်လေးကြီးတယ်ပေါ့还有一个椒盐鸡炒面，然后还差一个干炒牛和外卖，对吧？Okay ရှေ့ကိုသွားကြည့်ပဲ။ဘာပြောရင်ဒါကျွန်တော်ဒီနေရာကိုဘယ်မှာစတွေ့လဲဆိုတော့ TikTok မှာစတွေ့တယ်။စတွေ့ပြီးတော့ဒီမှာလူရှိတာမရှိတာဆိုတာကြည့်တော့တော်တော်ဝေးတယ်ဒါပေမဲ့ကျွန်တော်တို့ဝေးတယ်တနားရီလောက်စီးရတယ်ပေါ့လေ။တနားရီလောက်စီးရတယ်ဆိုဘတ်ကားနဲ့ဆိုလည်းတနားရီလောက်စီးရတယ်ကားနဲ့ဆိုလည်းတနားရီလောက်မောင်းရတယ်။ဒီမှာဆိုလို့နေတာဂျပန်ဆိုင်လေး။အဲ့တော့တော်တော်လေးလာဖို့ခဲရင်လည်းကျွန်တော် TikTok မှာတွေ့ရတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့တော့အားလုံးကိုလည်းခေါ်ပြရင်းနဲ့ကျွန်တော်မိသားစုလည်း like ကျွေးနဲ့ကျွန်တော်လည်း like စားရင်းနဲ့ပေါ့လေအဓိကတော့အဲ့လိုလေး like ပြရတဲ့ video လေးပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါ Vietnam ဆိုင်ပဲဖြစ်တယ် When they say 2 to 3, I'm always like, Okay အခုချိန်ကနေစပြီးတော့ကျွန်တော် clip လေးပဲနဲ့ like ပြရမယ်အကုန်လုံးပြရင်ပြင်းနေမှာဆိုလို့ကျွန်တော်နောက်ထပ်မေးခွန်းကတော့အခုဘာတွေရှိလဲဆိုတာဖြေပြီးသွားတဲ့အချိန်မှာနောက်ထပ်မေးခွန်းကတော့ဘယ်လောက်ကောင်းလဲတန်လားမတန်ဘူးလားဆိုတာကိုဖြေအောင်မှာဖြစ်ပါတယ်အဲ့တော့အားလုံးပဲသွားကြစို့အခုကျွန်တော်ထိုင်ဖို့နေရာရှာနေပြီးတော့ကျွန်တော်စားမဲ့ဟာကလည်းဘာစားမှမသိဘူးစားမဲ့ဟာတော်တော်များတယ်ပေါ့လေစားစရာတွေတော်များတော့ဘာစားလို့စားရမှာမသိတော့ဘူး Okay အခုကျွန်တော်မှာမဲ့ဟာကတော့ရွေးပြီးပါပြီပေါ့လေဒီကမှာကြည့်ချင်တယ်ပြီးတော့ဒီလောက် site လားဆိုတော့လည်းတေချာကြည့်ချင်တယ်ပေါ့လေဘာလို့လဲဆိုတော့ဒီလောက် site ဆိုရင်တော့ဘယ်လောက်ပဲပေးရပေးတက်တယ်ဘယ်လောက်ပဲပေးရပေးဆို15ပေါင်အောက်တော့သွားမယ်အောက် menu လေးချက်ပြမယ်ဘယ်လောက်ပေးရလဲဆိုတော့ဈေးလေးတွေတွေ့ရတယ်ပေါ့လေကိုလုံး14ပေါင်90 14ပေါင်90နဲ့အဲ့လောက်ပဲ Hello Hiya. Can I have that please Eat or take away? Yeah eat here please It's ready for your payment, please. I'll pay by card It's ready. Thank you That's all right. ကဲအခုဝယ်ပြီးသွားပြီကျွန်တော်ဝယ်ပြီးသွားပြီနောက်တစ်ခုထပ်ပေးတယ်အဓိကတန်လားမတန်လားဆိုတာကြည့်ချင်တာတန်မယ်လို့တော့မျှော်လင့်ပါတယ်ဒါပေမဲ့ဆက်ပြီးတော့ကြည့်ရမယ် Let's go အေးလေးလည်းတောက်ချင်သေးတယ်အေးပါတောက်ရင်ကောင်းမှမသိအေးတစ်ခုလောက်ထပ်မှားလိုက်မယ်ကဲအခုနည်းနည်းမြည်ကြည့်ပါမယ်သူ့ရဲ့ sauce က soy sauce ကအမဲအောင်အချိုလေးနဲ့ပေါ့လေကောင်းတယ် That's actually really good soy sauce ကအချိုလေးနဲ့ပြီးတော့ကျွန်တော်အခုမှားတဲ့ဟာနှစ်မျိုးပေါ့လေဝက်ခောက်ရယ်နောက်ပြီးတော့ဘဲသားရယ်တော်တော်လေးကောင်းတယ်နူးလည်းနူးတယ်တော်တော်လေးရလာရှိရယ်ဆွဲပြီကဲအားလုံးပဲကျွန်တော်စားတော့ဆိုင်စားစရာမှားပြီးသွားပြီဒါပေမဲ့ကျွန်တော်အမြဲတောက်နေကြစားနေကြကျွန်တော်ကြည့်နေကြလူတွေတော့သိမှာပါအမြဲ bubble tea ကျွန်တော်ဘဝမှာအရေးကြီးဆုံးပဲနေတိုင်းစားလို့ရတယ်နေတိုင်းတောက်လို့ရတယ်အရှိကိုချက်ပြမယ်အဲ့တော့ဒီဆိုင်လေးမှာဝယ်ကြည့်မယ်ဘယ်လောက်လဲဆိုတော့ကျွန်တော်တောက်နေကြ brown sugar ဒီမှာဆိုလို့ရှိရင်9ပေါင်30 I actually want normal like milk tea ပုံမှန် milk tea ပဲတောက်ရင်ကောင်းမှချင်တယ်ဒါပေမဲ့4ပေါင်50တဲ့ဒီမှာဘာဖြစ်လို့လဲမသိဘူးမြန်မာပြည်မှာဆိုရင်ပိုတန်မလားမသိဘူးအားလုံးကျွန်တော် comment ပေးကြပါမြန်မာပြည်မှာဆိုရင်တော့ပိုတန်မယ်ထင်တယ် obviously ဒီမှာဘာပတိတွေအကုန်ဈေးများတယ်ပေါ့လေကျွန်တော် classic ပဲတောက်ရင်ကောင်းမယ်ချာကိုလည်းတောက်ချင်တယ်မှန်တယ်ပြောအကုန်တောက်ချင်တယ်
နေတိုင်းစားပြီးတော့နေတိုင်းတောက်တယ်ထမင်းမစားဘဲနဲ့တောက်လို့ရတဲ့အရာတစ်ခုဆိုလို့ရှိရင်ကျွန်တော်ဘာတီးလို့ပဲပြောအောင် Hello can I order what's the like most popular one The brown sugar series. Can I have that please Yeah, which one? Fresh milk is it good or milk tea which is better It doesn't have any caffeine. I'll have milk tea then Regular or large? I'll go for large if that's okay It's like ice. Sorry Ice. just normal ice and less sugar please It's none of those fixed medicine. Okay that's fine 5 တစ်ခွက်ကို9.80 large ဆိုလို့ရှိရင်9.80ပေးရတယ်ပေါ့လေ regular ဆိုလို့ရှိရင်ဒီခွက်သေးနဲ့ခွက် size ကိုကျွန်တော်ပြမယ်အရှိကိုတစ်ချက်ဒါ size ကအကြီးနဲ့ size သေးရှိရင်ကျွန်တော် size အကြီးဆိုလို့ရှိရင်ပြား90ပို့ပြီးတော့နည်းနည်းလေးပို့ပေးရတယ် Thank you Thank you ဒီမှာဆိုလို့ရှိရင်နံပါတ်က398ကျွန်တော်စောင့်အောင်မယ်အရှိမသူ plan on မယ်တင်တယ်မစောင့်နေတဲ့လူတွေလည်းရှိတော့နည်းနည်းလေးတော့စောင့်အောင်မယ် Okay ဘာလို့ဒီလေးစောင့်နေနေကျွန်တော်စားစရာလေးကိုလည်းသွားယူမယ်စားစရာခဏနေရပြီတင်တယ် vlogging လုပ်ရတယ်မလိုက်ပြောလို့ရှိရင်ကျွန်တော် pro မဟုတ်ဘူးအရန် join တဲ့လူမဟုတ်ဘူးပေါ့လေဒါပေမဲ့ဟိုရိုင်းနေတဲ့ vlogger တခုလို့ vlogger တယောက်လို့ရတယ်တိတ်မလွယ်ဘူးမလိုက်ပြောလူတွေဘောလုံးဘေးနာဝိုင်းကြည့်တယ် what's going on you know like whether I'm like big guy I'm not a big guy by the way အဲ့လိုထင်နေမှာဆိုလို့အားလုံးကဟုတ် by the way အပြင်ပြမယ်ဒီကသူလမ်းမကြီးပေါ့ဒီနေ့UK ရဲ့ weather ရာသီဥတုတွေကရန်နေတာရတယ်လမ်းမကြီးကနေရလိုက်ပူနေရ I think it's like 15 degrees which is really good for normal UK weather nomination not တော်လေးကောင်းတယ်ပေါ့ဒါတော့သူတို့ရဲ့ခန္ဓာလေးပါ Okay ဆွဲဖို့စောင်းလိုက်အောင်မယ် peace အခုဆိုတော့ရပါပြီကျွန်တော်ဆိုင်လေးကတော့ဒီဆိုင်လေးပဲဖြစ်ပါတယ်wait logo မတွေ့ရအောင် logo ဟိုဘက်ပတ်ပြီးတော့ပြမယ် page မတွေ့ရမှာဆိုလို့ဘာလို့တီးဆိုင်လေးပဲဖြစ်ပါတယ် Okay အခုတောက်ကြည့်မယ်ကောင်းလားမကောင်းလားဆိုတော့စမ်းကြည့်မယ်ပေါ့လေ and also အခုပြောရရှိသေးတယ်ပေါ့လေးကို short ပြောရမယ်မှန်တိုင်းပြောလို့ရှိရင်ပေါ့လေးပြောတာအရင်များနေတယ် I know မာရတဲ့ဟာမလာသေးဘူးမမီသေးဘူးဒါရလို့ရှိရင်မြည်မှာပေါ့လေဒါလေးကဒီမှာစားစရာလေးတွေအဲ့လိုပဲရလို့ရှိရင်ဒါလေးတွေမြည်တယ်မြည်လို့ရှိရင်သွားယူရတယ်ရပြီးခေါ်ရပေါ့ချို့နေရာကျရင် range မမီလို့ရှိရင်ကိုကမသိဘူးကွာ range မမီလို့ရှိရင်မဝင်ဘူးပေါ့ဒါမှတော့ range မီတဲ့တဲ့တော့ချင်တာပဲမိလဲမီလောက်မယ်လို့ချင်တယ်ဟောပေါ့တီးတယ်ပါ I think we're supposed to shake. I don't know. Okay, တောက်ကြည့်မယ်ဒီမှာဘီကဟို Tiger Sugar လို့ပဲ Tiger Sugar ပဲအမှန်တိုင်းပြောလို့ရှိရင် This is literally Tiger Sugar. ဟိုဘာဘာဒီဆိုင်ကဗီဒီယိုရိုက်နေရော She was like so I don't know kind of weird. Wow, this is so good. So good. Baba tea ကတော့ဒီလောက်ကြာပါတယ် screen ပေါ်မှာချရပြီမယ်ဒီ baba tea လေးကတော့မြန်မာစီးနဲ့ဆိုရင်တော့ဒီလောက်ကြာပါတယ် bro တန်လားမတန်လားဆိုတော့ဆုံးဖြတ်ပေးပါ leave it down in the comments. Alright စားစရာမလာသေးဘူးဒါစားစရာတော်တော်ကြာတယ်ဘာလို့လဲမသိဘူး Yeah, it's taking ages, bro. Alright, patience is the key to victory. ဒါနဲ့ဒီဗီဒီယိုလေးရဲ့ golden point ကိုမပြရသေးဘူး golden point ကတော့ခုနဆွဲရတာလေးနည်းနည်းလေးပြန်ပြောရအောင်မယ် review ခုနဘဲသားနဲ့ထမင်းနဲ့ကတော့ကောင်းတယ်ဆိုတာဘဲကနည်းနည်းလေးနူးတယ်ပေါ့လေပုံမှန်ဆိုလို့ရှိရင်ပုံမှန်ဆိုတာတခြားချို့တရုတ်ဆိုင်တော်တော်များမှာဒီမှာ UK ဆိုတော့အဓိကမြန်မာပြည်နဲ့ဝေးရလဲပါတယ် Asian နဲ့ဝေးရလဲပါတော့သူကနည်းနည်းလေးဟိုဘဲကင်တွေက original မဟုတ်ဆိုတော့ချက်တဲ့ပုံစံနဲ့လေးကွာ like frozen နေလို့ဖြစ်တယ်6နေရတော့ပါအဲ့လိုတွေရှိတယ်ဒါပေမဲ့အခုစားတဲ့ဟာတော်တော်လေးကောင်းတယ်ပေါ့လေဘဲကင်ကအရသာကလည်း it's really good wait face track အိုင်လေးပဲလို့အရသာလည်းမစိုးဘူးတော်တော်အရသာရှိတယ်ပြီးတော့ပျော့လဲပျော့တယ်အီးပြီးတော့ရော workout ကလည်းအပေါ်ကမလေးပြီးတော့အထက်က အီးပြီးတော့ဆင်းသွားတယ်ပေါ့လေ sauce ကလည်းတော်တော်လေးချိုတယ် brown sauce it's really good
ဆွဲပြီးသွားပြီဒါပေမဲ့ကျွန်တော်နောက်တစ်ခုထပ်မှာလေခုနကျွန်တော်ပြောတဲ့ဟာလေးကိုစိတ်လို့ရှားစားနဲ့စောင့်နေနေနည်းနည်းလေးပြောစရာလေးရှိတယ်ဗောလေအဓိကဘာလို့ဒီ Bang Bang Food Oriental Hall ဘာလို့အကြီးဖြစ်နေရလဲဆိုတာဘာလို့အကြီးကျယ်ဖြစ်နေရလဲဆိုတာအဓိကဘာလို့လဲဆိုတော့မြန်မာပြည်နဲ့ဝေးရလဲပါတယ်နောက်ပြီး Asia နဲ့ဝေးရလဲပါတယ် It's like 5,000 miles which is away from like Myanmar which means မြန်မာနဲ့ဝေးရလဲဒီက Asian စာတွေရဖို့ဆိုတာနဲ့ခဲရင်တယ်တရုတ်တန်းသွားလို့ရတယ်ဒါပေမဲ့တရုတ်တန်းမှာတော့တရုတ်ဆိုင်တွေပဲရှိတယ်ဒီလိုမျိုးI don't know my solution Taste of Himalayas အရှိမဒါ solution wait face tracking enable လုပ်ထားဒီမှာ solution ဒါဒီဆိုင်ဆိုရင် Indian ဆိုင်လည်းရှိတယ်။အိုးမီးနေပြီ။ရရတောက်လိုက်မယ်။မီးနေပြီခဏနေအောင်ပြန်လာခဲ့မယ်။ Can I get a spoon? Thank you. Cheers. Okay အခုဆိုရင်တော့ကျွန်တော်မှားတဲ့ဟာရပြီပေါ့လေ။ Bro, look at this. It's massive. အော်ပြမယ်ပြီးတော့အသေးချာလေးcinematic shots လေးပြမယ်ပေါ့လေနည်းနည်းလေးပတ်ပြီးတော့ကိုကဟိုလှည့်တဲ့ဟာမရှိလို့ဟိုလှည့်တဲ့ဟာဆိုတာလှည့်တဲ့ band လေးသိရမလား professional လှည့်တဲ့ဟာမရှိလို့ကိုလက်လှည့်ရတာ Okay နည်းနည်းဝိုင်းဆောင် Okay အခုစားကြည့်မယ်ကောင်းလားမကောင်းလားဆိုတာပေါ့ Bro it looks so good ချက်သားတစ်ခုလည်းမဟုတ်ဘူးလားမသိဘူးချက်သားပါတယ်ချက်သားနဲ့သူ့ sauce က sweet soy sauce I think it's sweet it's definitely sweet there's a lot of calories and sugar chicken it's like sweet and sour chicken mint and white bee down there it's like Korean sugar sort of ish well seasoned so good okay sorry peace okay အခုဆိုရင်တော့စားနေအောင်မယ်မပြီးသေးဘူးဒါပေမဲ့တော်တော်လေးများလို့မကုန်နိုင်ဘူးကျော်မီသားစုပါနည်းနည်းဝိုင်းစားခိုင်းရတယ်ဟိုသူတို့ portion တွေကတော်တော်ကြီးတယ်ပေါ့များလဲများတယ်အဓိကကျွန်တော်ထင်တာတော့ like လူဒီကလူအကြီးတွေစားကျွန်တော်တို့မစားနိုင်ဘူးဆိုတာစားနိုင်တယ်ဒါပေမဲ့အကုန်လုံးမကုန်ဘူးဒီတစ်ခါ for the first time in my like actually eating out တောင်းလို့ရလို့ပုံတော့အကြည့်အောင်ပြီးတော့တဒုံ I'll show you တဒုံဆိုတာဘယ်လောက်ကြီးလဲဆိုတာဟောင်းဆိုတော့တဒုံ bro it's bigger than my face ဟောင်းကြီးရပါလေ oh this is massive မင်းစံလို့စားလိုက်တာဒီကတော့လက်မြောက်ပြီရှုံးပေးပြီ说了嘛 ，peace。家人要提到，这放土。好在呢，前天也没搞完，前天别话没搞完，前没搞出来嘛，啥到这里，啥到都的煮嘞，我带的我真的，it's like a full portion。係咯，ကျွန်တော်ဗမာနေဗမာဟန်နဲ့ဘူးတောင်းပြီးတော့အေးပါဆယ်ထုတ်သွားပါပဲဖြစ်ပါတယ်ပါဆယ်တောင်းဘူးတောင်းလာအောင်မယ်ဟိုကအင်းကခွေးလေးကြောင်လေးကျွေးဖို့အင်းကခွေးလေးကြောင်လေးကျွေးဖို့ဆိုခဏနေတော့ကို white နေတဲ့ပုံလေးပေါ်လာသေးရောokay sorry နိုင်အောင်ဘူးတောင်းလာအောင်မယ် peaceခုဆိုတော့ဘူးရလာပြီ Is it okay? Mì đi cao nào? Can I take it? That looks good actually. What is this? Oh, okay, cool. No worries. Come on. No, it's fine. Come on. Yeah, thank you. Okay, ကျွန်တော်ပြောကြလေးနည်းနည်းရှိတယ်။ဘာလဲဆိုတော့အဓိကဘာဖြစ်လို့ Asian Oriental ဆိုတာ by the way Oriental ဆိုတာ Asian ဇာတ်ကိုပြောတာပေါ့လေ။ Asian ပုံစံကိုပြောတာ။ဒါပေမဲ့ it's a
really genuine way of talking. It's a polite way of talking. In G နဲ့ပြောတာပေါ့ Asian လို့ပြောကြတော့ Oriental လို့ခေါ်တာalso ဘာဖြစ်လို့ Oriental ကိုကျွန်တော်ဒီမှာရိုက်လဲဆိုတော့ချို့မြန်မာကြော်ကြည့်နေလူတွေတော်များမြန်မာပြည်ကလာတဲ့လူတွေဖြစ်တယ်အဲ့တော့တိတ်တော့မြန်မာပြည်ကလာတဲ့လူတွေတို့တော့ဒါတိတ်ဆန်းမှာမဟုတ် Asian စာဆိုလို့ရှိရင်ကျွန်တော်အဖေနဲ့မိနေဆိုတော့ဟောမှာတိတ်ဆန်းမှာမဟုတ်သူတို့ကသွားနေပြီဒါပေမဲ့ဒီမှာနေတဲ့လူတွေတို့ကတော့နည်းနည်းလေးပိုဆန်းတယ်ဆိုတော့ it's because mainly အိမ်မှာလည်းအိမ်နဲ့လည်းဝေးနေတယ်ကို Asian ကိုနိုင်ငံနဲ့လည်းဝေးနေတဲ့လူတွေတို့ကတော့ Asian စာတော်လေး it's a rare and a scarce place to eat you know ရှားပါနဲ့စားလို့ရတာဖြစ်တယ်ပြီးစားလို့လည်းကောင်းတယ်ပေါ့လေအိမ်ကိုလွမ်းနေလို့ရှိရင်လွမ်းပြေပေါ့အားကြောင့်မို့လဲစားကြဖြစ်ပါတယ် okay အဲ့တော့ yeah that's it peace thank you so much for watching I'll catch you guys in the next one peace out ကဲအားလုံးပဲကျွန်တော်ဒီနေရာလေးကိုကျွန်တော် location link ချရပေးမယ်အားလုံးပဲလာလေခြင်းနဲ့လာပြီးတော့ဟိုဟာကြည့်ချင်တဲ့ဘာတွေရှိလဲဗာစားစရာတွေရှိလဲဆိုရင်တော့ကျွန်တော်ဒီဗီဒီယိုရဲ့အောက်မှာ link လေးချရပေးမယ်အားလုံးပဲကြည့်ကြပါလို့ပြောရင်းနဲ့အားလုံးပဲ let's go ကျန်နေတယ်ဝေးခါနေလူပေးရှင်းလိုက်အောင်ဒီကတော့သူ့ရဲ့ဝင်ပေါက်ပေါ့လေဒီမှာဆက်ကြလာမယ်ဆိုလို့ရှိရင်ဒီယထာစီးပြီးတော့ဟိုဟာကားစီးပြီးတော့လာမယ်ဆိုရင်ဒီပေါက်ကနေဝင်လို့ရတယ်ပြီးအပေါ်တက်ကိုတက်ရတယ်ပေါ့လေဒါပေမဲ့ကားနဲ့လာမယ်ဆိုရင်အနောက်ကနေပြီးတော့ parking ထိုးရမယ်အနောက်ပေါက်ကနေဝင်ပြီးတော့အပေါ်တက်လို့ရတယ်